နားနေတော့မဟုတ်ပါဘူးကိုရဲ့ဒီလိုပဲနားလိုက်သွားလိုက်ပေါ့ဟုတ်ကဲ့ဗျာတဘူရဲလာဆန်73 74ကိုတရက်ကိုအတိအကျပြောလိုက်လေကျွန်တော်ကအဖွဲသားတွေကိုပြောရမှာဆိုတော့အတိအကျပြောမှရ14ဆိုကောင်းတာပေါ့တဘူရဲလာဆန်14ရဲ့ဖိတ်နေကြမယ်အလှည့်လေးလဲပါမယ်မနက်ပိုင်းအလှည့်ညာပိုင်းအစိုးလေးတွေနဲ့ပြက်လုံးလေးတွေနဲ့ဟုတ်ကဲ့ရတယ်လीရပါတယ်ဈေးရလားဈေးကတော့ကိုကြီးရဲ့နှစ်တိုင်းလဲကိုကြီးတို့အလူလောက်တိုင်းလဲညီရကားပြနေကြဆိုတော့တိတ်ဈေးကတော့အများကြီးပြောစရာမလိုပါဘူးနည်းနည်းလေးပဲတိုးပေးပေါ့ဘာလို့လဲဆိုတော့အခုကကုန်စည်နှုန်းတွေကလည်းကြီးနောက်ပြီးတော့ကျွန်တော်အဖွဲသားတွေကိုလည်းညာကြီးလေးတွေတိုးပေးခြင်းလို့ပါကျွန်တော်ကလည်းအဓိကတော့သူတို့စေတနာနဲ့ပါညာကြီးလေးတွေတိုးပေးနောက်ပြီးတော့လေသွားတာလာတာစားတာတောက်တာအစကျွန်တော်ကပဲစီစဉ်ပေးရတာဆိုတော့လေအဲ့ဒါကြောင့်မို့အကုန်ကြတွေကလည်းများတယ်ကိုကြီးအဲ့ဒါကြောင့်မို့ပါဟုတ်ပါဘူးလင်း9သိန်း10သိန်းလောက်တိုးပေးရင်ရပါတယ်ကိုကြီးပြီးတော့စုလေးပါချလိုက်ပေါ့ဗျာစုချရင်လည်းကိုကြီးကျွန်တော်တို့ချလိုက်အဖွဲတက်ဆိုကြီးချလိုက်နော်သူတို့တယောက်ချင်းသွားမချနေနဲ့ဦးတော့ကြာမှားချမှာစုလို့အဲ့ဒါဆိုရင်တပတ်ကဟုတ်ကဲ့အဲ့ဆိုစင်ရန်ဟိုဖြစ်ရင်တဝက်လောက်လွှဲထားပေးလေကိုကြီးနော်ဟုတ်ကဲ့ပါအဲ့ဆိုမှတ်ထားလိုက်တော့မယ်နော်အဲ့ရက်အဲ့ဆိုရင်နောက်2ရက်လောက်နေကိုကြီးစင်ရန်လွှဲပေးမှာမလားဟုတ်ကေပေးရှိပါတယ်ဟုတ်ဒီနံပါတ်ပဲဟုတ်ကိုသိန်းမောင်ဟုတ်ကျွန်တော်နာမည်ရင်ကိုသိန်းမောင်ဟုတ်ကဲ့ကိုကြီးကျေးဇူးပါကိုကြီးမင်္ဂလာပဲဗျဟုတ်ကဲ့ပါစိတ်ချအဖွဲသားတွေမြိုင်ဆိုင်နဲ့ကိုလာမှာမနစ်ကတည်းများစီရမယ်ဗျာနော်အစီအစဉ်တွေလည်းအမျိုးပြောင်းပေးမယ်နော်ဟုတ်ကဲ့ကိုကြီးဟုတ်ကဲ့စင်ရန်လေးတော့လွှဲပြအောင်လွှဲလိုက်တော့ကျွန်တော်အဖွဲသားလေးတွေကိုမိုးလိုမျိုးသဘောမျိုးနဲ့စင်ရန်လေးပေးခြင်းလို့လွှဲပေးခြင်းဟုတ်ကဲ့ကိုကြီးဟုတ်ကဲ့ပါကျေးဇူးပါမြတ်ကိုကြီးဟုတ်ဒါပဲနော်ကိုကြီးနော်မနေ့ကတည်းတော့10သိန်းလောက်တော့ပို့ရပြီ